ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်တို့ထိုင်းရီသွားတောက်မှာဖြစ်ပါတယ်ကျွန်တော်တို့တနေ့ဒီနေ့ဘလို့ဒီနေရာလေးတော့ကျွန်တော်တို့ဒီရန်ကုန်တိုင်းဟော်ပီမြို့နယ်ညောင်နှပင်ကြီးရွာမှာရှိရဲကျွန်တော်တို့ကိုပြောင်ကြီးထိုင်းရီဆိုင်ကိုကျွန်တော်သွားမှာဖြစ်ပါတယ်โอเคအားလုံး let's go လိုက်ခဲ့ပါဦးဒီအားပါလေဒါငုံကြောငုံကြောငရှင်းစကြောမဲမွားကြောထောက်ကြည့်စေဘောကစတာကြတုတ်ပြရမယ်โอเคကျွန်တော်မှားထားတဲ့အမီးလေးတွေရပြီဆိုတော့ကျွန်တော်စမ်းပြီးတော့စားကြည့်မယ်။ဘာလို့လဲဒါကကျွန်တော်ငနီတူတုတ်ပေါ့။ချက်သွန်လေးရယ်ငနီသေးသေးလေးလည်းပါတယ်။အပီလေးလည်းပါမယ်လို့တော့ထင်တယ်ဗျ။နက်လေးကတော့အပီနက်လေးလည်းနည်းနည်းရတယ်။တော့အညာတုတ်လေးဆိုတော့ငနီတူဒီတုတ်လေးကတော့ဒီဆိုင်မှာ你小干你ကောင်းဆုံးလို့တော့တို့ပြောရဗျာ။တကယ်စားကြည့်ရတော့လည်းတကယ်ကောင်းတယ်ဗျ။ဒီကောင်ကကျွန်တော်လက်ဖက်တုတ်ကလည်းမိုက်တယ်ဗျ။ကန်းကျင်တီးလေးတွေချက်သွန်လေးတွေဟိုကကော်ဖီလေးတွေနဲ့ဟိုကပစုံကြောက်လေးတွေလည်းပါတယ်နော်变了台呢ပြီးပါဖက်တုတ်လေးရတယ်မိုက်တယ်ဒါကတော့ဒီလိုကောင်းတဲ့အမီးပေါ့ဒါလဲဆိုတော့ဒီကောင်ကကြွက်ကြော်ဗျလုံးဝကြွက်ကြော်မျိုးသီးလေးနဲ့ကြော်လာ66လေးကောင်းစားလို့ကောင်းတယ်နော်ကြွက်ကြော်လေးတားတုံးလေးတဲလေးတွေကြွက်ကြော်ပါ才肯定呀ကြွက်ကြော်လည်းမိုက်တယ်ဗျ路对面那个ဒါရီက多少五အပြဲကြောက်ကြော်ပါဒီလိုဒီကိုပြောင်ကြီးဆိုင်ရာရန်ကုန်တိုင်းမော်ဘီမျိုးပေါ့ညောင်နှမင်းကြီးရွာမှာရှိပါတယ်ညောင်နှမင်းတိုင်းရဲ့ဘေးနားမှာရှိတဲ့ကိုပြောင်ကြီးထိုင်းဆိုင်လေးဆိုင်ရာဒီလမ်းဘေးနားမှာပဲရှိရတာခေါင်းတော့လာခဲ့ကြပါပြေခေါ်ပါတယ်ခေါင်းတော့ကောင်းပါလေထိုင်းရတယ်တော့မှအစ်စ်ပါမယ်မီးလေးဆိုတော့တန်ပါတယ်တပွဲဥမှာ3000ပတ်ဝန်းကျင်ပဲရှိရဗျာထိုင်းရဆိုတော့ကိုကြီးဦးတီအဲ့လိုဖဲပြီးတော့ရောင်းနေပြအချိုးရှိရအပြင်းရှိရရိုးစုံရှိရချာမီးစုံနေလည်းရှိပါတယ်ဟုတ်ကဲ့အားလုံးလာခဲ့ကြပါ真的被丢了真的被丢了